ကျွန်တော်ယူထားတဲ့ player ကြတော့ဒိုလေးဟိုနဲ့ဒိုယူထားတယ်အဲ့တော့သူကဘယ်လောက်ထိမှတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုး game ကိုကျွန်တော် global version နေနဲ့ကျွန်တော်ရှာနေတော့ကြာနေပြီပေါ့နော် player တယောက်လုံးကိုမှ player တယောက်ကိုလိုလိုလက်လက်စစ်ကြိုက်ကွန်ထိုးလို့ရတာ PC နဲ့ PlayStation လောက်မှာပဲရတာဆိုတော့အဲ့ဒါတွေကိုမျိုးကျွန်တော်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ရန်လိုချင်နေတာအခုတော့ဒီ PC ဒီ Android PC မဟုတ်ပဲ Android မှာပဲရလာပြီဆိုတော့ကျွန်တော်ရန်ကိုသဘောကျပြီးတော့မှကျွန်တော်ဒီ video လေးကိုကျွန်တော် share လုပ်ပေးတယ်အဲ့ဒါပါသူကဘယ်လောက်ထိတောင်မိုက်လဲဆိုလို့ရှိရင်camera view ကတော်လေးကို perfect ဖြစ်တယ်ဘယ်လောက်ထိတောင် perfect ဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ကအပေါ်မှာ swift view ဆိုတဲ့ camera ပုံလေးရှိတယ်အဲ့ camera ပုံလေးရကြတော့ဘောလုံးပေါ့နော်ဟိုကပွဲလုံးမှာလိမ့်နေတဲ့ဘောလုံးနောက်ကိုပဲပြမလားဒါမှမဟုတ်ရှိရင်ကို control လုပ်ထားတဲ့ player ကိုပဲတည်းကြည့်မလားလူကျွန်းလားမကျွန်းလားပေါ့နော်အဲ့ဒါမျိုးတွေကိုပြတ်တာဖို့ဒီကောင်မှသူကလုပ်ထားတာနောက်တစ်ခုကကြတော့ဒီဘောလုံးတောင်းတဲ့ function လေးပေါ့နော်ဘောလုံးတောင်းတဲ့ function လေးရလဲတကယ်မိုက်တယ်ကိုဒါကတော့တုံးကဒီအရင်ကကျွန်တော်တို့ကစားခဲ့တဲ့ဒီ PS PlayStation ရဲ့ပြီးလို့ရှိရင် computer တွေရဲ့အဲ့ထဲမှာပါတဲ့အတိုင်းပဲ3 can နဲ့တောင်းမယ်ဘာညာတာကပေါ့နော်အဲ့အရာတွေတောင်းတဲ့အတိုင်းပဲအခုလည်းဒီမှာသူကဘောလုံးတောင်းတယ်